အားလုံးပဲမင်္ဂလာပါလက်ရှိချိန်မှာတော့ breaking news အနေနဲ့ David Ornstein စီကတက်လာတဲ့သတင်းတစ်ပုဒ်သွားတွေ့ရပါလေအဲ့မှာ Bruno Guimaraes နဲ့ပတ်သက်တဲ့အချက်လက်3ခုကိုသွားတွေ့ရတယ်ပထမတစ်ချက်က Bruno Guimaraes ကအသင်းတွေထွက်ခွာခြင်းနဲ့ဆိုပြီးတော့ Newcastle အသင်းတာဝန်ရှိသူတွေထံကိုအတီးပေးလိုက်တယ်ဒါကပထမတစ်ချက်နောက်တစ်ချက်ကဒီကစားသမားနဲ့ပတ်သက်ပြီး Arsenal တို့ကပေါင်သန်း60လောက်ပမာဏနဲ့ကမ်းလှမ်းသွားဖို့အတွက် ready ဖြစ်နေတယ်နောက်တစ်ချက်ကတော့ကလပ်သင်းတစ်ခုကြားထဲမှာတရားဝင်ချိတ်ဆက်မှုမလုပ်ရသေးဘူးနောက်ဆုံးတစ်ချက်ကကျတော့ဘာလဲဆိုတော့Newcastle အသင်းကဒီကစားမကိုရောင်းချဖို့လက်ရှိချိန်မှာစံနာမရှိဘူးဆိုတဲ့သတင်းအသွားလာမျိုးရေးသားထားတာတွေ့ရတယ်။အဲ့တော့အချက်လက်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ကစားသမားကထွက်ခွာခြင်းနဲ့အာဆင်နယ်ကကမ်းလှမ်းခြင်းနဲ့ဒါပေမဲ့ကလပ်သင်းတစ်ခုကြားထဲမှာတရားဝင်ချိတ်ဆက်မှုမလုပ်ရသေးဘူး။ Newcastle ကလာပြီးကမ်းလှမ်းမယ်ဆိုရင်တော့မှတန်ကြီးတရက်ဆိုတာထက်ကစားသမားကိုဆက်ပြီးထိမ့်သိမ်းထားလို့ရဆိုတဲ့သတင်းမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့လေ။အဲ့တော့ Bruno Guimaraes ကိစ္စကိုတော့အာဆင်နယ်ကအားတုံခွန်ဆိုင်တော့လှုပ်လာပြီ။တဖြည်းဖြည်းနဲ့တော့ပိုပြီးညံလာဖို့ရှိတယ်။ဘရာဇီးကကမ္ဘာဖလားနေထွက်ခွာသွားပြီးနောက်ပိုင်းမှာဒီကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကထဲထဲဝင်ကလပ်တင်းကိုဓာတ်ရိုက်ချိတ်ဆက်လာမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့ဒီချက်ဘာလို့လဲဆိုတော့အရင်တော့ကျွန်တော်အရှိမပေါင်55တန်းပတ်ချလဲကမ်းလှမ်းခဲ့တဲ့ဘာညာဆိုတာကဂျားကန်လူစီကနေတဆင့်သွားတာအခုကစားသမားနဲ့ပတ်သက်ပြီးသူတစ်ခုခုတော့ agreement ယူနိုင်ခဲ့ပို့ပြီးတော့ခြေသွက်လက်သွက်ဖြစ်သွားတယ်အရှိမတော့လည်း ESA ကိစ္စတော့ကတရားဝင်ကမ်းလှမ်းမှုတွေကသူတို့နောက်ကျခဲ့တယ်အဲ့ဒီတော့အခုကိစ္စမှာတော့ Bruno Guimaraes နဲ့ Arsenal ကြားတရားဝင် agreement ယူနိုင်ရင်တော့ကလပ်တင်းတစ်ခုကြားချိတ်ဆက်ဖို့ပိုပြီးမြန်နိုင်တယ်ပေါ့လေအရှိမတော့နာမည်ကျော်agent တချို့နဲ့ဂျားခံချိတ်ဆက်ပြီးတော့ကမ်းလှမ်းခဲ့တဲ့တာတကားတွေရှိတယ်ဒါပေမဲ့လောလောဆယ် Arsenal လှုပ်ချင်တာကကစားသမားနဲ့ agreement အကုန်ယူပြီးသွားလို့ရှိရင်ကလပ်တင်းတစ်ခုကြားထဲမှာတရားဝင်ချိတ်ဆက်တဲ့အဆင့်ကိုသွားဖို့သူတို့လုပ်မှာပေါ့လေအဲ့တော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်လောလောဆယ် David Ornstein ဒီညတက်လာတဲ့သတင်းရဆိုရင်တော့ကျွန်တော် Bruno Guimaraes နဲ့ပတ်သက်ပြီးအများကြီးမျှော်လင့်လို့ကောင်းတဲ့အနေအထားဖြစ်နေပြီပေါ့လေအဲ့တော့ကျွန်တော်တို့ Bruno Guimaraes အာဆင်နယ်ရောက်လာမလားစောင့်ကြည့်မယ်အသက်ကတော့28နှစ်တန်းတစ်ခုရောက်လာပြီမကြာခင်လည်း29နှစ်ပြည့်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ used to တန်းပြီးသုံးလို့ရတဲ့ rice ကိုနောက်ကိုပြန်လှည့်ကြည့်စရာမလိုတော့အောင်ကိုဒီရန်ရိုးမှာကောင်းကောင်းသုံးလို့ရတဲ့မာဂုံမြင့်တဲ့ကစားမတူပိုင်ဆိုင်မှာပေါင်တန်း60လောက်ဆိုရင်မစိုးနောက်ဆုံးမြန်65တန်းထိလိုက်ပြီးပေးလိုက်အဆင်ပြေတယ်အဲ့မှာတချို့ကောလာဟာလာတွေကျွန်တော်ထွက်တာကြားပြီးပါတယ် Bruno Guimaraes ရဲ့စာချုပ်ပါအချက်လက်တစ်ခုကNewcastle ချန်ပီယံလိဝင်မရရင်ပေါင်သန်း60ပမာဏတစ်ခုနဲ့လက်လွတ်ပေးရမယ်ဆိုတဲ့အချက်လက်တစ်ခုဒါကကောလာဟာလာလည်းဖြစ်နိုင်တယ်တကယ်အချက်လက်အစ်စ်လည်းဖြစ်နိုင်တယ်အဲ့ဒီအချက်လက်သာပါခဲ့ရင်အာဆင်နယ်ကဒီကစားသမားနဲ့ပတ်သက်ပြီးငွေအများကြီးသုံးစရာမလိုဘူးကစားသမားတကယ်ထွက်ခွာခြင်းနဲ့အသင်းကလည်းအဲ့လောက်တည်းကြီးပမာဏပေးတယ် Newcastle လည်းနောက်ဆုံးဆွဲထားလို့အဆင်မပြေတော့ဆိုရင်တော့ရောင်းချသွားနိုင်တယ်28နှစ်သားတဦးဗျာဒီပမာဏတော့ကျွန်တော်တန်တယ်လို့ထင်တယ်အဲ့တော့ဒီကစားသမားကိုဝယ်လိုက်လို့ရှိရင်တော့သိကြတယ်အာရုဘူဝါဒီတို့တခြားကစားသမားတွေနဲ့ပတ်သက်ပြီးအာဆင်နယ်ခေါ်မှာမဟုတ်တော့ဘူးBruno Guimaraes တယောက်ဝယ်မယ်ပြီးရင်ဘယ်ဘက်အစွန်တောင်ပန်ကစားမတယောက်လောက်ထပ်ပြီးဝယ်လိုက်မယ်ပြီးတော့အခုတစ်ခုထပ်ပြီးပြောချင်တာကလေ Crystal Zolis ဆိုတဲ့ကောင်လေးအဲ့ဒီကောင်လေးနဲ့ပတ်သက်ပြီး Arsenal ကကမ်းလှမ်းလိုက်လို့ရှိရင်ချက်ချင်းအယောင်းဝယ်ဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းမျိုးလည်းတက်လာတယ်အဲ့မနက်ခင်းသတင်းတော့ကျွန်တော်မလုပ်ဖြစ်တော့မနေ့ကကျွန်တော် flight ကအစောကြီးထပြီးသွားမှာမို့လို့ဒီညမှာပဲသတင်းကျွန်တော်စူးစီးပြောလိုက်တော့မယ်အဲ့တော့ Crystal Zolis ဆိုတဲ့ club ကကောင်လေးကိုအာဆင်နယ်တို့တရားဝင်ကမ်းလှမ်းချက်ချင်းအယောင်းဝယ်ဖြစ်သွားနိုင်တယ်ပေါင်တန်း30 35တန်းပတ်ချလဲနေဆိုပြီးတော့သတင်းကြီးလောလောဆယ်တော့ထွက်နေရပါလေအဲ့တော့အဲ့ဒီ player တယောက်ရှိမယ်ပြီးတော့ Morgan Roger နဲ့ပတ်သက်ပြီးတော့သူတို့က club စံချိန်တင်နေပေါင်တန်း130သတ်မှတ်ထားတာတော့မှန်တယ်ဒါပေမဲ့အာဆင်နယ်ကပေါင်တန်း100ဆွန်းလောက်နဲ့လည်းအယောင်းဝယ်ဖြစ်သွားနိုင်တယ်အာဆင်နယ်တော့စိတ်ဆန္ဒရှိတယ်ဒါပေမဲ့တစ်ဖက်ကလည်းစံချိန်ကြီးလိုချင်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရပါပဲကဲဒီကောင်တော်တွေအားလုံးပဲမနက်ခင်းညနေကျွန်တော်သတင်းမတင်တော့ဘူးဒါကတော့ breaking news လာပြောပြတာပါအဲ့တော့ Bruno Guimaraes ကို Arsenal အာယုံစိုက်ပြီးလိုက်နေတယ် Morgan Roger နဲ့ပတ်သက်ပြီးစိတ်ဆန္ဒအပြည့်အဝရှိတယ်တပြိုင်တည်းမှာပဲဘာကိုလာကိုလည်းစောင့်ကြည့်နေတယ် Crystal Zolis ကိစ္စလည်း Arsenal ကမ်းလှမ်းတာနဲ့တရားဝင်ဖြစ်သွားဖို့အတွက်ရာဂိုင်နှုန်းများနေပါတယ်အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ